ရှေ့ရနေ့ရှင်ပြန်ထမြောက်စီခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အခန်းငယ်41မှ56အထိယေရုရှလင်မြို့တော်ကိုသွားတဲ့လမ်းတစ်လျှောက်လုံးလူအုပ်ကြီးတွေနဲ့ပဲယေရှုတွေ့နေရတယ်။တွေ့တဲ့လူတိုင်းကယေရှုကိုသူတို့ရဲ့အပြစ်ကဘယ်လိုလွတ်နိုင်မလဲ။ဘုရားသခင်ကရောသူတို့ကိုတကယ်ကယ်တင်နိုင်မလားဆိုတာတွေမေးကြတယ်။သူကတကယ်ကယ်တင်ရှင်စစ်ပဲ။ယေရှုရောက်လာတာကောင်းလိုက်တာကွာ။ယေရှုကျမ်းပါပါစေ။ကယ်တင်ရှင်ယေရှုဘုန်းကြီးပါစေ။အဲ့ဒီမြို့မှာဇကဲလို့ခေါ်တဲ့အခွန်ကောက်တစ်ယောက်ရှိတယ်။သူကအခွန်မတရားကောက်လို့လူတိုင်းကမုန်းနေကြတယ်။ယေရှုကသူ့မြို့ကိုရောက်နေတယ်ကြားတော့ယေရှုကိုတွေ့ကျင်တာပေါ့။ဒါပေမဲ့ဇကဲကအရက်ပုလို့ယေရှုကိုမြင်အောင်အပင်တပင်ပေါ်ကတက်ကြည့်ရတယ်။ရှိသားဟိုမှာဇကဲမြန်မြန်ဆင်းလာဒီနေ့မင်းအိမ်မှာငါတဲမလို့ကျွန်တော်ရေဘယ်သူမှမတဲချင်နဲ့တွေ့မှာတဲမလို့ဟုတ်လားအမလေးတော်ဇခဲကယေရှုကိုလည်းသိနေပြန်ပြီလားဒီမှာစဉ်းစားတွေကိုငါပိုင်တဲ့ပတ်စံတဝက်ပေးလိုက်မယ်ငါမတရားကောက်ခဲ့တဲ့အခွန်တွေကိုလည်းလေးစားပြန်ပေးပါမယ်ငါတော့မယုံဘူးလေအခုနေကောင်တော့ကောက်ပြီအခုမှပြန်ပေးမယ်လုံးဝမဖြစ်နိုင်ဇက်ခဲကလမ်းမရောက်နေပေမဲ့အာဗြဟံရဲ့မျိုးဆက်မို့လို့သူ့အပြစ်တွေကလှုပ်ပြီးကောင်းကြီးတွေလည်းပေးလိုက်ပြီငါလာတာကလမ်းမရောက်နေတဲ့လူတွေကိုကယ်တင်ဖို့ပဲနံပါတ်1ငါသည်ငါဤမိသားစုမိတ်ဆွေများဤလိုအပ်ချက်တို့ကိုယေရှုထံတော်သို့ယူဆောင်ဘူးပါသလားနံပါတ်2ယေရှုသည်မျှော်လင့်ချက်ကိုဘယ်လိုယူလာခဲ့သနည်းနံပါတ်3ငါမည်သည့်စစ်ဆန်ရေးမှာမျှော်လင့်ခြင်းလိုအပ်သနည်း